တရားမောခင်တရားမနာခင်ဗုဒ္ဓဘာသာဝင်တို့ရဲ့ထိုးထိပ်ပြေသောနန္ဒောနန္ဒ၅ပါးကိုရှိခိုးကြပါစို့လက်ဆိုရဗုဒ္ဓဂုဏတကေသံအဟံဝန္ဒမိပါဖေယဤလူဘဝအရာတော်သည်မြတ်ဖရာဤဂုံကိုကြီးယိုတေမြတ်တို့လက်ဆုံးမို့ရှေခိုးပါဤဖေယဓမ္မဂုဏတကေသံအဟံဝန္ဒမိပါဖေယဤလူဘဝအရာတော်သည်တရားတော်မြတ်ဤဂုံကိုကြီးယိုတေမြတ်တို့လက်ဆုံးမို့ရှေခိုးပါဤဖေယသံဃာဂုဏတကေသံအဟံဝန္ဒမိပါဖေယဤလူဘဝအရာတော်သည်သံဃာတော်မြတ်ဤဂုံကိုကြီးယိုတေမြတ်တို့လက်ဆုံးမို့ရှေခိုးပါဤဖေယမာတာပိတုဂုဏတကေသံအဟံဝန္ဒမိပါဖေယဤလူဘဝအရာတော်သည်မိဘနှစ်ပါးဤဂုံကိုကြီးယိုတေမြတ်တို့လက်ဆုံးမို့ရှေခိုးပါဤဖေယအာစရိယဂုဏတကေသံအဟံဝန္ဒမိပါဖေယဤလူဘဝအရာတော်သည်ဆရာဓမ္မမြတ်ဤဂုံကိုကြီးယိုတေမြတ်တို့လက်ဆုံးမို့ရှေခိုးပါဤဖေယသာဓုဘောသာဓုသာဓုသာဓုအနန္တနန္ဒ၅ပါးကိုရှိခိုးပြီးတော့မြေတာဝေကြရအောင်ကိုယ်ငါတကောက်တည်းပြီးပါမယ်အလုံးတော်ဘုရားဘဝတို့တို့တော်တို့ကနှခေါက်ဆူကြပါကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမြေတာနှလုံးကိုကြည်တော်ချွင်ပြုံးကြပါစေမြေတာနှလုံးကိုကြည်တော်ချွင်ပြုံးကြပါစေမြေတာနှလုံးကိုကြည်တော်ချွင်ပြုံးကြပါစေမြေတာရေဆံကိုစီဖြံအေးချမ်းကြပါစေ
မေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာယံသူဒေါသမူအပူကင်းပါစေခန္ဒီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္ဒီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္ဒီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္ဒီနှလုံးအစင်တော်ရွှင်ပြုံးကြပါစေခန္ဒီနှလုံးအစင်တော်ရွှင်ပြုံးကြပါစေခန္ဒီနှလုံးအစင်တော်ရွှင်ပြုံးကြပါစေဒုမြေတာဆွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေလာဒုဘောလာဒုလာဒုလာဒုတရားလုံးဘုရားဘာဘာဒုရောတော်အလုံးမင်္ဂလာပါဘုရားဘာဘာဒုရောတော်ဘွေတို့နေကအတိတ်ကရှေးပဒံဇရှိလို့ရှေးဇရှိလို့အတိတ်ကမိသားစုတွေမို့လို့ပြန်ပြီးတော့ဆောင်ရကြရတာအဒီလိုမျိုးအခုလိုမျိုးပြန်ပြီးတော့တွေ့ရတာလေဝမ်းသာပါတယ်ကိုရဲ့အဒီကဘဝဘဦးတော်တွေကိုကိုရင်ကလည်းပဲတရားနဲ့ပြန်ပြီးတော့ခြေစူးဆက်ပြီးခြင်းပါတယ်ဒီနေ့ပကြုတ်ခေယဘန်းစဖာမြို့နယ်လောတော်ကြီးရအုပ်စုဝပါရော့ဖုံးတော်ကြီးကျော်နိုင်ထိုင်နိုင်ငံရောက်ရွှေမြန်မာတိုင်းသားတွေချင်းညီကိုမောင်နှမများခုနှစ်ရက်သာသမီများမှစုပေါင်းစည်းကျင်းပအပ်သောညဒုတိယဘွဲ့မှာဒီကနေ့ညဟောကြားအပ်သောတရားကောင်းကြီးရဲ့နာမည်ကအရေးပမာကဏ္ဍဖြာတဲ့။မာတဲ့အရေးပမာကဏ္ဍဖြာလူဘဝရောက်လာပြီဆိုလို့ရှိလူတွေဟာအကုသိုလ်တွေလည်းလုပ်တယ်ကုသိုလ်တွေလည်းလုပ်ကုသိုလ်အကုသိုလ်နှမျိုးလုံးရောပြီးတော့လုပ်ကြတချို့လူတွေကြတော့လည်းပဲကုသိုလ်ကောင်းမှုဘာမှမလုပ်ဘဲနဲ့အကုသိုလ်တွေနဲ့ပဲအချိန်ကုန်ပြီးတော့တည်သွားတဲ့ခါကျတော့ခုနောက်ကိုရဲ့စီကျဥစ္စာတွေလည်းမပါဘူးပစ္စည်းဥစ္စာတွေလည်းမပါဘူးတာသမီရွှေမျိုးမယားဒါတွေလည်းမပါဘူးတည်သွားရင်မလုပ်ခဲ့ရမှာထားခဲ့ရမှာဒီတော့ကိုနောက်ကိုပါမှာဆိုလို့ဘာပဲရှိတာကံမရှိတယ်ကိုလုပ်တဲ့ကုသိုလ်အကုသိုလ်ကံဒီကုသိုလ်အကုသိုလ်ကံနေရာကိုရဲ့နောက်ကိုအရေးပမာလိုက်အရေးဒီကိုရဲ့နောက်ကိုထက်ကြမကွာလိုက်တယ်လေကုသိုလ်အကုသိုလ်ကံတွေကလည်းပဲကိုနောက်ကိုထက်ကြမကွာလိုက်ရှည်များရေနိုင်မီးများမီးနိုင်ပေါ့အကုသိုလ်တွေလောက်ပါများပြီးတော့အကုသိုလ်တွေကလောက်တာများသွားရင်
ကိုအာကုသို့အကျိုးမကောင်းတဲ့ကျိုးတွေပေးကုသိုလ်ကောင်းမှုကလောက်တာအာကောင်းတယ်ဆိုကုသိုလ်ကောင်းမှုကအကျိုးပေးကိုကကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့ကောင်းမှုကုသိုလ်တွေအများကြီးလုပ်သွားပြီးတော့တေဂာနိနမိတ်မကောင်းလို့အကယ်၍များတိရစ္ဆာန်ဘဝခွေးဘဝရောက်သွားတယ်ထားပါကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နမိတ်မကောင်းလို့တေဂာနိအာယုနမိတ်မကောင်းလို့ခွေးဘဝရောက်သွားပြီမယ်အဒီကုသိုလ်ကောင်းမှုကမနေဘူးကိုလိုက်ပြီးတော့အကျိုးပေးခွေးဖြစ်ပြီမယ်ခွေးဘဝမှာချမ်းချမ်းသာသာနဲ့အစာကောင်းတောက်ကောင်းနေကောင်းထိုင်ကောင်းနဲ့နေရအဲ့ဒီလိုတွေအဲ့လိုမျိုးခွေးတွေမမြင်ဘူးလားမြင်ဘူးတယ်နော်တချို့ဆွဲကြိုးတချို့ခွေးတွေဆွဲကြိုးတွေနဲ့ကိုယ်တွေလည်းဝှက်ရှင်တာပေါ့နော်အမေကိုရင်ဆိုတော့ဝှက်လို့မရဘူးလေနော်တချို့ခွေးတွေဆိုရင်နမိတ်မကောင်းလို့ခွေးဘဝရောက်သွားပြီမဲ့တချို့လူထထောင်တာတဲ့ခွေးတွေကရှိပြီဒါဘာဖြစ်လို့လဲဆိုတော့ကိုယ်ကုသိုလ်ကောင်းမှုကအကျိုးပေးတာအရေးပမာလိုက်တဲ့အခါမှာတဲ့ကံနာပြရှိအဓိကံကလည်းဘာကံလဲဆိုရင်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံကဘာနဲ့တူတော့ဆိုတော့မိတ်ဆွေနဲ့တူတယ်မိတ်ဆွေကောင်းနဲ့တူတယ်ကုသိုလ်ကံကဘာနဲ့တူတော့မိတ်ဆွေကောင်းနဲ့တူတယ်အဒီကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကောင်းကိုပေါင်းလိုက်ပြီးပေါင်းထားမယ်ဖတ်တွေ့ထားမယ်ဆိုလို့ရှိရင်အဒီကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကကိုယ်ပဲဘဝပဲရောက်ရောက်ကိုလိုက်ပြီးတော့ကူညီမယ်ဖေးမမယ်စောက်ကြောင်းမယ်ကဲတင်မယ်ကကွယ်မယ်မိတ်ဆွေကောင်းတယောက်လို့ကုသိုလ်ကောင်းမှုကကိုဖြစ်တဲ့ဘဝတွေမှာလိုက်ပြီးတော့ကူညီပေးမယ်စောက်ကြောက်ပေးမယ်ကကွယ်ပေးမယ်ကဲတင်ပေးမယ်ဖေးမပေးမယ်အကယ်၍အကုသိုလ်ကြတော့ရန်သူနဲ့တူတယ်တဲ့ပြဘာနဲ့တူအကုသိုလ်ဆိုတဲ့ရန်သူကိုပေါင်းမိသွားပြီဆိုကိုပဲဘဝပဲရောက်ရောက်ကိုကူလည်းမကူညီဘူးအနေပြအောင်လုပ်တယ်စိုးစိုးတွေပေးတယ်ကလည်းမကာကွယ်ဘူးကိုလည်းမကူညီဘူးအနေပြအောင်မလုပ်ဒီတော့ကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကိုမပေါင်းရင်လည်းပေါင်းရင်လည်းပေါင်းဒါမှနောက်ဘဝမှာကိုယ်ကောင်းကျိုးတွေပေးမှာအကုသိုလ်ဆိုတဲ့ရန်သူကိုပေါင်းမိသွားပြီဆိုရင်နောက်ဘဝမှာကိုယ်မကောင်းတဲ့ကျိုးတွေပေးမယ်အန္တရာယ်တွေပေးမယ်ဒီတော့မိတ်ဆွေကောင်းကိုပေါင်းကျင်လားရန်သူကိုပေါင်းကျင်လားမိတ်ဆွေကောင်းပေါင်းပြောလိုက်ရင်တော့မိတ်ဆွေကောင်းပေါင်းလှုပ်လိုက်ရင်တော့ရန်သူတွေအမပြောချင်တာကဘာလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကိုမလုပ်ချင်လဲလုပ်ချင်လဲလုပ်ဘာဖြစ်လို့လုပ်ခိုင်းတာလဲဒီကုသိုလ်ကောင်းမှုကကိုယ့်နောက်မှာကောင်းကျိုးတွေပေးမှာမို့လို့လုပ်ခိုင်းတာကောင်းကျိုးတွေဒါမပေးရင်ဘယ်လုပ်ခိုင်းမလဲကိုဘဝအတွက်နောက်မှာကိုဘဝတန္တရာခရီးလက်လေတဲ့အခါမှာတန္တရာခရီးဆက်တဲ့အခါမှာအရှင်ပြေပြေနဲ့လက်လေနိုင်မှုအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ခိုင်းတာအကုသိုလ်တွေလုပ်တာမယ်ဆိုရင်ကိုသွားတဲ့တန္တရာခရီးကမကောင်းတော့မကောင်းတာတွေနဲ့ပဲမကောင်းတဲ့ကျိုးတွေပဲခံစားရဒါကြောင့်တချို့ပုဂ္ဂိုလ်တွေမှာကြတော့အကုသိုလ်လုပ်တာများလို့အကုသိုလ်ကမကောင်းတဲ့ကျိုးတွေပေးတယ်တချို့ကြတော့လည်းပဲကုသိုလ်ကောင်းမှုလုပ်တာများလို့ကုသိုလ်ကောင်းတဲ့ကျိုးတွေပေးတယ်တချို့ကြတော့လည်းပဲကုသိုလ်အကုသိုလ်နှစ်ခုစလုံးလုပ်ခဲ့တဲ့အတွက်အ
အဲ့ဒီကုသိုလ်နဲ့အကုသိုလ်ကဒီတဘောကမှာပဲစီကျင်ထိုးတာပေါ့ကုသိုလ်နဲ့အကုသိုလ်ပြိုင်နေတာအားရနဲ့ပတ်သက်ပြီးတော့ကိုရင်ဇလန်းလေးတစ်ပုဒ်ဆက်တော်လေးတစ်ပုဒ်ဟောပြခြင်းနဲ့အတိတ်အကြောင်းကိုအရင်ပြောမှာပေါ့ပြစ္ဆုတ်ပါနောက်မှပြောမှာအာလာကပ္ပတိုင်းမှာတဲ့နော်ညောင်မျက်နာပေါ့လေအာလာကပ္ပတိုင်းမှာစပူဒီပါကျွန်းရဲ့မြောက်မျက်နာအရက်အာလာကပ္ပတိုင်းမှာကုသမြန်နဲ့ယောဂါကြီးတစ်ခုဖြစ်ပြီးတော့တယောက်ကိုကူးသွားပြီဆိုရင်အိမ်တစ်အိမ်ထဲမှာတစ်ကြိတ်ရှိတဲ့အိမ်တစ်ကြိတ်ဆိုတာ10ယောက်တယောက်ကအဲ့ဒီယောဂါရှိနေပြီဆိုအဲ့ဒီအိမ်တစ်အိမ်လုံးတေးရဒီတော့လင်မယားနှစ်ယောက်နဲ့နှမရဲ့တချို့ပြေးလို့လွတ်ကုန်ပြီတို့လည်းလွတ်အောင်ပြေးကြစို့အယောဂါမကူးဆက်အောင်ပေါ့လွတ်အောင်ပြေးကြစို့ဆိုပြီးတော့စားမရိတ်ခါတွေတဲသွားပြီးခလေးလေးချီးပြီးတော့ဦးမဲစားမမြောက်ခလေးလေးကိုမွေးခင်းစားလေးပေါ့ခလေးလေးကိုချီးပြီးတော့ထွက်ပြေးကြထွက်ပြေးတဲ့ခါကျတော့လည်းပဲသူတို့ထွက်ပြေးတဲ့နေရာကနောက်ရက်ကအတော်ကြာတော့စားဝယ်တော့တွေလည်းကုန်ပြီစားတဲ့ရိတ်ခါလေးလည်းကုန်ပြီဆိုတော့တရားဆိုင်နာထောင်နော်ဒါအတိတ်ကြောင့်ပြောတာရိတ်ခါလေးကုန်ပြီဆိုတော့အဖေလို့သူကကြံချီတယ်ငါတို့မပါလာတဲ့စားဝယ်တော့တွေလည်းကုန်ပြီဒီကြတဲ့ဟောဒီကလေးခြီထားပြီးထွက်ပြေးရတဲ့အတွက်ငါတို့မှဘာမှအကျိုးမရှိဒီတော့ပြစ်ထားခဲ့တာကောင်းအဲ့ဒီလိုနဲ့လေမန်းယောက်တယောက်တည်းလဲချီးရင်းနဲ့သူ့အလှဲ့လဲရောက်တော့နောက်ချိုင်နေရခဲ့ရှေးရှားသလိုလိုနဲ့ခလေးခြုံကိုလည်းပြစ်ထားခဲ့ခြုံကိုလည်းပြစ်ထားပြီးပြန်လာတော့မေလို့သူကဟုတ်တော့ရှောက်ကြခလေးရောငါခလေးချုံမိုးလည်းပြထားခဲ့တယ်အမလေးတော့ဘယ်လိုလုပ်ဒီလိုမျိုးပြထားခဲ့တာတော့နမရဲ့ခလေးဆိုတာသူ့ချီသားတွေလည်းတို့အကျုံးမရှိဘူးနောက်လည်းချောက်မွေးလို့ရတာပဲဟာတော်ဆိုးနေကျန်ရပါပြီတော့ရှင်ကတော့ဝမ်းနဲ့မလွယ်ရလို့ဘယ်နှမျိုးမလဲကျမကတော့ကိုလာလက်ဆဲလာဖွာခဲ့ရတဲ့အတွက်မပြစ်နိုင်ဘူးဆိုပြီးသွားခေါ်ပြန်ခေါ်ပြန်ချီလာဒီလိုနဲ့ရက်ကလည်းတော့ကြတော့တနေ့တော့ခါကြတော့နွားကြောင်သားထံရောက်သွားတယ်ဘယ်ရောက်သွားတော့နွားကြောင်သားထံရောက်ဟာဒီနွားကြောင်သားကလည်းပဲပြစ္ဆေကဗုဒ္ဓကိုရှင်မရောတဲ့နှုတ်ကနာထမင်းပေါ့ပြစ္ဆေကဗုဒ္ဓကိုလှူတယ်လှူပြီးတော့ပြစ္ဆေကဗုဒ္ဓကဒီနှုတ်ကနာထမင်းကိုဖုံးပေးပြီးတော့အာဒီနွားကြောင်သားမှာခွေးလေးတစ်ကောင်ရှိတယ်အဲ့ဒီခွေးလေးကိုနှုတ်ကနာထမင်းကိုကျွေးခွေးလေးကကောင်းကောင်းစားရတာပေါ့ကောင်းကောင်းစားတော့ခုနကခလေးကိုပြစ်ခဲ့တဲ့ယောက်ျားအဲ့ဒီခွေးကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုကြည်တာခွေးတောင်မှကောင်းကောင်းစားငါလည်းခွေးဖြစ်ရင်ဘယ်လောက်ကောင်းမလဲသူ့စိတ်ထဲဒီလိုတွေးလိုက်မိအဲ့လိုတွေးပြီးတော့နားကြောင်သားလေးသူတို့မစားရမတော့ရတာကြာတော့နှုတ်ကနာထမင်းနေကျွေးတာပေါ့မိန်းမကတော့ချင်းချင်းစားယောက်ျားကတော့ချင်းချင်းမစားဘူးပင်မဲနဲ့ဂျန်လေးပါတယ်မစားရမတော့ရတဲ့ဂျန်လေးပါတယ်တအားပြစ်ခတ်ပြီးစားလိုက်ရ
တခါတည်းမျက်ဖြူဆိုင်ဟာတော့ဘယ်လိုဖြစ်တော့ကျုပ်ပြောပါအောင်မရတော့ဟိုတေးတော့မှာဒီရတဲ့တချို့မိန်းမတွေကနော်ငိုတာအဆန်းနေကြီးပဲဘာလဲကိုယောက်ျားသေးလို့3ရက်လောက်လိုက်ကြအသားလူကဖောင်းတက်ပြီးဝါလာတော့မိန်းမပါပြောတယ်မတော်ကသေးတာတော့လှပြီးဝါနေတယ်အလားဝါပြီးလှနေတယ်တဲ့နော်သေးတာတော့မှချိန်မွန်းဟိုပြည့်သွေးမရှိလို့ဝါပါတယ်ဆိုမှလှတယ်လို့တချို့မိန်းမကြတော့လေငိုတာအနာကမငိုအဝေးရငိုဒီကြတဲ့လူကြားကောင်းအောင်ပြောလိုက်တယ်တော်နာမကတာကျုံမချစ်လို့မဟုတ်ပါဘူးကြောက်လို့ပါတော့ကြောက်လို့တဲ့အဲ့ဒီမိန်းမလေးအံ့ရောပေါ့နော်အသက်ရှင်တော့လုံနိုင်ကိုင်းနိုင်တဲ့ချိန်တော့မကြောက်ဘဲနဲ့အဲဘာမှလုပ်လို့မရတဲ့ချိန်မှာကြောက်ထားပါတော့မကြီးဟိုကောင်သေးတော့သူဖြစ်ချင်တဲ့အတိုင်းနော်ခွေးကိုကြည့်ပြီးတော့ငါလည်းခွေးဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အဲ့ဒီအတွေ့အကြောင်းအဲ့ဒီခွေးမရဲ့ဝမ်းပိုက်မှာတန်နေသွားခါတာဗောသူမိမလည်းအဲ့ဒီနွားကြောင့်သာအိမ်မှာပဲနေတော့တန်နေသွားခါတော့ငွေလာတော့ခွေးကြီးလေးပေါ့ပြောပါလေတော့ခွေးကြီးလေးပေါ့လိုက်ပြီးကြည့်မနေနဲ့ဒီယောက်ျားအဖြစ်မှာတော့ခွေးကြီးလိုပဲမှလိုက်ပေါ့ဟုတ်တယ်လေအစားတော့တဲ့ခွေးမတွေခွေးကြီးတွေတော့မပါဘူးပေါ့အခွေးကြီးလိုပဲမှလိုက်ပေါ့ခွေးကလေးခွေးကြီးလေးအဲ့ဒီခွေးကလေးကိုလေအဲ့ဒီနွားကြောင့်သာကောင်းအောင်ကျွေးတယ်အဲ့ဒီခွေးကလူစကားလဲနားလေလူရဲ့အရေးအယောင်လူပြောတာတွေသဘောပေါက်နွားကြောင့်သာပဲသွားတော့သူအဲ့ဒီနွားကြောင့်သာနောက်ကိုအဲ့ဒီခွေးကလေးကလိုက်နွားကြောင့်သာပြစ်စီကားဖို့တော့စွမ်းစားတော့ပြစ်လမ်းရောက်တော့နော်ထားကောင်းနေရန်ကင်းအောင်ဝရီပါတယ်မကိုက်အောင်တော့ကောင်းနေအန်ဒီမပြုတ်နိုင်အောင်ဒုက္ခလေးနဲ့၆ကြောက်ပြီးသွားတော့ခွေးကလေးကလည်းသဘောပေါက်အရှင်ဘုရားပြည့်စကားဘုရားလည်းလျှောက်တာအရှင်ဘုရားအခါရဲ့တပည့်တော်မအားလဲလို့အရှင်ဘုရားကြီးမလာခဲ့တော့ဒီခွေးကလေးကိုလွတ်လိုက်လို့ရှိရင်အဲ့ဒီခွေးကလေးရောက်လာလို့ရှိရင်တပည့်တော်စွမ်းစားပင့်တယ်လို့မှတ်ပါဗျာရောက်သူမအားလက်တော့ချိန်ကြတော့ခွေးကလေးလွတ်တာပေါ့ခွေးကလေးကလည်းဥတာပေါ့ဥပြီးတော့ပင့်တာပေါ့ပိစကားဘုရားလည်းခွေးနောက်ကလိုက်ခွေးရရှိရပိစကားဘုရားရဟန္တာအနောက်ကတကားပိစကားဘုရားလမ်းမသိလို့ချောထွက်သွားတယ်အာမဟုတ်ဘူးခွေးကလေးကသင်္ကန်းစာလေးဆွဲပြီးလမ်းမအောင်ခေါ်ပြလမ်းမသိခွေးနောက်လိုက်ဆိုတာအဲ့ဒီကစတာပေါ့လမ်းမသိခွေးနောက်လိုက်ဆိုတာကြားဘူးကြမလားအေးအဲ့ဒီကစတာပေါ့ဒါတာရတိရစ္ဆာန်တွေပေါ်တဲ့ခါကျတော့ခွေးကလေးရနော်ပိစကားဘုရားကိုအနေမပြုတ်နိုင်အောင်ဟောင်းဥပြီးတော့အချက်ပြပြီးတော့ပိစကားဘုရားကိုစောက်ရှောက်ပြီးတော့အဲ့ဒီလိုစွမ်းစားပင်ခဲ့တဲ့ကုသိုလ်ကောင်းမှုပေါ့လေအဲ့ဒီချိန်မှာပဲပိစကားဘုရားကအရာတစ်ပါးတို့သင်္ကန်းချုပ်ဖို့ဆိုပြီးကောင်းကြီးကပြန်ကြွသွားတဲ့ခါကျတော့ခွေးကလေးကပိစကားဘုရားကိုကြည့်ပြီးတော့သူ့မျက်နှာရှိရတဲ့ပိစကားဘုရားကွယ်လဲကွယ်တော့လွမ်းပြန်လွမ်းနာကြပြီးတော့ရှင်ခွဲလာကြပြီးတည်သွားပထမဘဝကနော်ဆေးတာဘဝပေါ့လေသူခလေးပြထားခဲ့တဲ့အကုသိုလ်ခွေးဘဝကြတော့ပိစကားဘုရားကိုစောင့်ရှောက်ခဲ့တဲ့ကုသိုလ်
ကုသိုလ်အကုသိုလ်နှစ်ခုမဆုံးသွားဘူးလားဆုံးသွားပြီနော်ဆန္ဒတော့ဘာဆက်ဖြစ်မလဲလမ်းပြလမ်းလာကြပြီးတော့ပြည့်စကဘုရားကိုစောက်ကြောက်ခဲ့တဲ့ကုသိုလ်ကြောင့်တာဝရိန်ကနတ်ပြည်မှာနတ်သားသွားဖြစ်တယ်ပြပါသွားဖြစ်နတ်သားသွားဖြစ်တယ်နော်နတ်သားသွားဖြစ်လို့နတ်ပြည်ကစုတည်တဲ့အခါကျတော့ကောတံပြည်ရပြည့်တန်စာမတယောက်ရဲ့ဝမ်းမှာတန်နေခပြောဘသူဝမ်းမှာတော့ပြည့်တန်စာမသိရမလားသိလည်းမပြောတော့မသိလည်းမပြောတော့ပြည့်တန်စာမတယောက်ဝမ်းမှာတန်နေခတော့ဘယ်နဲ့တော့ညီမတို့ဟောဒီကိစ္စကြီးပေါ်ပေါက်လာရင်တော့ဒီကနေ့ကစာပြီးငါနေမကောင်းဘူးလို့ပြောလိုက်ဒီနေ့ကစာပြီးအလုတ်ပိတ်တယ်ဟာဘယ်ရောက်ကုန်ပါလိမ့်ရောက်တာရောက်ပိတ်တာပဲငါဖောက်တယ်တွေပြက်ကုန်တော့မှာပဲနော်ဘယ်ရောက်ဝင်လဲမသိဘယ်ရောက်ပေါ့လေဒီတော့6 လလွယ်ပြီးတော့10 လဖွာလိုက်တော့ကြည့်လိုက်တော့သားယောက်ျားလေးဖြစ်ပါလေးဖြစ်ဟင်တေချင်းစိုးလေးမရကျင်လာလာရငါအလုတ်ကြီးကမိန်းကလေးမွေးမှာကူပေါ်လောင်ဘက်ရမယ်ယောက်ျားလေးဖြစ်မယ်ဆိုရင်တော့ဒီကနေ့ကစားပြီးငါဖောက်တယ်ပြက်ကုန်တော့မှာပဲနော်တွားဒီကလေးငါမမွေးလို့ဘူးတွားလှုပ်ပြေးဆိုတော့စကွဲပေါ်လေးတင်ပြီးတော့အမိုက်ပုံမွေးချင်းအပြစ်ခံရကြပါပြစ်ခံရအပြစ်ခံရဘာကြောင့်မွေးချင်းအမိုက်ပုံထဲမှာပြစ်ခံရတာလဲအတိတ်တုန်းကကိုယ့်ရဲ့သားကိုပြစ်ထားခဲ့တဲ့အကုသိုလ်ကငါလိုက်ဒါပေမဲ့ခွေးဘဝမှာပြည့်စေကဗုဒ္ဓကိုစောင့်ရှောက်ခဲ့တဲ့ကုသိုလ်ကငါလည်းပြန်လိုက်ကုသိုလ်နဲ့အကုသိုလ်နဲ့စီချင်းထိုးနာအားပြိုင်အတိတ်ကကိုယ့်သားကိုပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်မွေးချင်းအမိုက်ပုံနဲ့တော့ပြစ်ခံရတယ်ဒါပေမဲ့ပြည့်စေကဗုဒ္ဓကိုစောင့်ရှောက်ခဲ့တဲ့ကုသိုလ်ကငါပြန်လိုက်လာတဲ့အတွက်အဲ့ဒီခလေးကိုကြည်လင်တာတွေခွေးတွေအနာကပ်လို့မရဘူးစားလို့မရဘယ်တာမန်ကလေးဆိုသေရောပေါ့အဲ့ဒီလိုကပြည့်ကြည့်အနာတောင်ကပ်လို့မရဒီအမိုက်ပြည့်တဲ့လူတယောက်ကရောက်လာတော့ဟာဘာပါလိမ့်ဆိုပြီးသွားကြည့်လိုက်တော့ဟင်းခလေးလေးတော့ဆိုပြီးတော့အော်ငါကံကောင်းလို့ရိုက်တဲ့သားငါသားပေါ့ခေါ်မွေးစားလိုက်ရောဘာပါလားအဲ့ရှင်နဲ့ကိုင်းဒီတော့အဲ့ဒီချိန်မှာပင်လေကောတံပြီးတထေးကြီးကလည်းပဲဘရင်ကြီးကခစားပြီးပြန်လာတော့ပုံနာနဲ့တွေ့လို့ပုံနာကြီးဒီကနေ့မင်္ဂလာရှိပါစားတထေးကြီးဒီကနေ့မင်္ဂလာရှိတယ်နတ်ခကောင်းတယ်ထွေထူးထူးတော့မရှိဟာဒီနေ့ဖွားမြောက်တဲ့ခလေးဒီတထေးကြီးဖြစ်မယ်ကောတံပြီးရဲ့ဘာဖြစ်မှာတထေးဖြစ်ဘယ်နေ့ဖွားမြောက်တဲ့ခလေးဒီနေ့ဖွားမြောက်တဲ့ခလေးတထေးကြီးဖြစ်မယ်ဆိုတော့အာဒီကောတံပြီးတထေးကြီးရဲ့မိမကလည်းတန်တဲ့အရင်မာနဲ့
မွေးသလားမမွေးသလားစုံစမ်းလိုက်တော့လည်းမမွေးသေးဘူးခွာကြတယ်နှခါကဒီနေ့ကောင်းတာငါမိမပိုက်တဲ့ကောင်းလေးကခုဒီဘာလို့မထွက်သေးလို့မသိရှိရမယ်ဒီကနေ့ဖွားမြောက်တဲ့ခလေးလိုက်စုံစမ်းလိုက်တော့သူ့ရဲ့ကျွန်းတယောက်ကလည်းပဲအဲ့ဒီခလေးအမိုက်ပုံနဲ့ကောက်ထားတာကိုကောက်ထားတော့သူ့ရဲ့အဲ့ဒီကျွန်းစီကတွားကြောင်းတာပေါ့အမောင်ခမညာမင်းအမိုက်ပုံနဲ့ကမင်းခလေးကောက်ရတယ်ဆိုဟုတ်ပါတယ်ခမညာအဲ့ကလေးငါပေးပါကွာအိုးမပေးပါဘူးဗျကျုပ်သားပဲကျုံနဲ့ထိုင်လို့ရတယ်ကျုပ်သားပေါ့အဲ့လိုပေးရတတိယဆိုတာဒီအိုင်းတောင်းရရင်မရငွေအားနဲ့ဖိပြီးတောင်းဒီလိုလည်းမလုပ်ပါနဲ့ငါငွေ1000ပေးမယ်1000ခင်ဗျာ1000ဟုတ်တယ်1000ခင်ဗျာကျုပ်တော့ရောင်းတော့မြောင်းရတိုင်းမဲ့ခင်ဗျာလိုချင်နေတာဆိုတော့ကျုပ်လည်းပေးရတာပေါ့ဟုတ်မလဲသူကလိုချင်နေသူကငွေ1000လိုချင်တာအဲ့ဒါနဲ့ခလေးပေးလိုက်ခလေးရလာတာနဲ့ငါမိမပိုက်တဲ့ငွေလာတဲ့ခလေးဒီမိန်းကလေးဖြစ်မယ်ဆိုရင်တော့ဒီခလေးနဲ့ငါပေးကြမယ်အကယ်၍ယောက်ျားလေးဖြစ်မယ်ဆိုရင်တော့ဒီကောက်ကိုတရားတတ်ငါသားရင်ကပဲတထေးကြီးဖြစ်စေရမယ်ဆိုပြီးသူ့စိတ်ထဲအဲ့လိုကြမ်းရွယ်တာနောက်2ရက်3ရက်ကြာတော့သူတထေးကတော့ကြီးရခလေးမွေးတာပေါ့မွေးတော့မင်းကလေးမဟုတ်ဘူးမင်းကလေးမဟုတ်တော့ဘာဖြစ်မလဲယောက်ျားလေးပေါ့ယောက်ျားလေးမွေးတယ်လဲဆိုရောဒုက္ခပဲ2ယောက်ဖြစ်နေပြီဖြစ်မဖြစ်ဟိုကကိုတွေးကိုသားဒီကကိုတွေးကိုသားမဟုတ်ဘူးငွေနဲ့ဝယ်ထားတဲ့ခလေးဒါကြောင့်ဒီကိုတရားတတ်မယ်ဆိုပြီးတော့သူ့ရဲ့ကျုံမကာလီဆိုတဲ့ကျုံမတယောက်ရှိကြပါတယ်အဲ့ဒီကျုံမကိုခံရော့ဒီခလေးကိုမနက်မိုးလင်းကနေနွားတွေထွက်တဲ့အပေါက်မှာနှချံဝမှာသွားပြီးတော့ပြစ်ထားလိုက်နွားတွေတက်နေသေးရောပေါ့ဘယ်မှာပြစ်ထားခိုင်းနော်သေမသေးကြည့်ပြီးမှငါစီလာပြီးအကြောင်းပြန်ရောကာလီကျုံမလည်းအဲ့ဒီကလေးချီပြီးတော့မနက်မိုးလင်းကနေနွားတွေထွက်ကနေနှချံဝသွားပြစ်ထားနွားတွေထွက်လာရောရှေ့ဆုံးကနွားမတကောင်ကအဲ့ဒီကလေးပေါ်ကားရခွာတာဘေးနွားတွေမတက်နေမိအောင်မထိခိုက်အောင်ကားရခွာတာပြောပါလို့ထားတယ်အဲ့ဒီကလေးဒီဘာကြောင့်အပြစ်ခံရတာအကျိဝါကကိုသားကိုဖြစ်ခဲ့တယ်အခုဆိုရင်ရခိုင်အဲ့တော့အဆောင်အမအာမရှိရဗျာဟိုတော့ဘာလဲကိုယ်လည်းအိတ်ချင်ပြီပေါ့ကိုရမေးတာမေးညာဟိုတော့ဘာကိုရပါတဲ့6ကကကြီးဖြေဘာကြောင့်အပြစ်ခံရတာဟုတ်အတိတ်ကကိုတောက်ပြစ်ခဲ့တဲ့အခုတို့ကညောင်ပြစ်ခံရဘာဖြစ်လို့နွားမကြီးကသူ့ကိုကားရခွပြီးတော့ဘေးနွားတွေမတက်နေမိအောင်
ဘာဖြစ်လို့စောက်ရှောက်တာလဲအတိတ်တုန်းကပြည့်စေကဗုဒ္ဓကိုစောက်ရှောက်ခဲ့တဲ့ကုသိုလ်ကပြန်လိုက်ကုသိုလ်အကုသိုလ်နှစ်ခုလုံးနော်အာကြီးစီစဉ်ထိုးနေတာပေါ့အားပြိုင်နေအကုသိုလ်အကျိုးပေးလိုက်ကုသိုလ်ကာကွယ်လိုက်ရန်သူကိုတိုက်ခိုက်လိုက်မိတ်ဆွေကာကွယ်လိုက်ဒီလိုပုံစံမျိုးပေါ့အကုသိုလ်အကျိုးပေးလိုက်အကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေပြန်ပြီးတော့ကာကွယ်ပေးလိုက်နေနချာဝသွားပြစ်တော့လေမသေးမသေးတော့ပြန်ပြောတာပေါ့အဲငါကြောင့်ဒါအဲ့ဒီငါ့ကိုမွေးထားတဲ့ငါကြောင့်ဒါဟာကြည်စံဘုံကံရှိတဲ့ခလေးမိုးနဲ့တူပါရဲ့နွားမကြီးကသူ့ခလေးလိုဘေးနွားတွေမတက်နေမိအောင်ကာကွယ်ပေးထားငါနဲ့ထိုက်လို့ရတဲ့ဒါငါသားပေါ့ခေါ်မွေးစားလိုက်ပါရဲ့ဗျသေးတာလားမသေးဘူးအနာဂါရှိပြီလေအနာဂါရှိပြီနော်ပထမဘယ်မှာပြည့်လဲမိုက်ပုံမှာခုရိယတခါမချံဝမှားထားနော်ကုန်ပြီပြန်မေးမယ်ဒီကအဲ့ဒီတထဲကြီးရဟေးအမောင်ခင်ဗျာမင်းနှချောင်းကခလေးတယောက်ခေါက်ရတယ်ဆိုဟုတ်တယ်အေးအခလေးမင်းကွာနွားကြောင်ရတဲ့အပြင်ခလေးတယောက်ကထပ်ပြီးတိုးတယ်ဆိုတော့စားဖို့အမတန်ခတ်ပါလေငါပေးပါအိုးမပေးနိုင်ဘူးဗျဒီလိုလည်းမပြောပါနဲ့ငါငွေ1000မေးမယ်1000ခင်ဗျာဟုတ်ကဲ့ရောက်ပါရောက်ခိုးတော့ငွေ1000ဆိုတာတမိုးကြီးတာပေါ့ငွေ1000ပေးဝဲလက်ထဲရောက်လာတော့မဖြစ်ဘူးဒီကလေးတော့တေးအောင်တတ်မှဖြစ်တေးအောင်တတ်မှဖြစ်မယ်လဲသား900တော့ထွက်တော့ကုံရောင်းကုန်တွေလဲသား900ထွက်တော့မယ်ဆိုတော့လဲသား900ထွက်တဲ့လမ်းပေါ်သွားချရင်ငယ်ရွယ်သူကလေးဘယ်မှလည်းမပြေးနိုင်ဘူးလဲသား900ကြက်ကြက်သေးရောပေါ့သွားရော့ဒီကလေးလဲသား900သွားတယ်တော့သွားပြစ်ထားလိုက်သူကာလီကျုံမောက်ခိုင်းကာလီရလည်းလဲသား900ထွက်တဲ့လမ်းသွားချတာလဲသား900ထွက်တဲ့လမ်းမှာရှေ့ဆုံးကလဲကနွားနှကောင်ကလေခလေးမြင်နာနဲ့နောက်ဆုတ်ပြီးရှေ့ဆက်မတော်ဘဲနဲ့ရက်ပြီးတဟာဘာလဲဆိုအောက်ဆင်းကြည့်ဟာခလေးလေးနဲ့တူရဲ့ခလေးလိုတော့မပြောတော့ဘူးလေဦးဝဲလို့တော့ပြောတတ်တာပေါ့နော်ဟာခလေးလေးကြည်စံနွားနှကောင်ကတော့မနှင်းရပဲနဲ့နောက်ဆုတ်ပြီးတက်ငါနဲ့ထိုက်လို့ရတဲ့ဒါငါသားပေါ့ကောက်ယူမွေးထားလိုက်ပြန်ရောကဲအပြစ်ခံရတာအတိတ်ကကိုသားပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဒါဖြစ်လို့လက်သား900တဲ့အရှိနွားနှကဘလို့မတိတ်ချက်ကြလဲပိစကားဘုရားဆောက်ရောက်ခဲ့တဲ့ကုသိုလ်ကံကြောင့်ကိုဘာကိုမေးပြီးကိုဘာကိုဖြေပြီးတော့ဟောတယ်ပြည်သေးတယ်နော်ကိုဘာကိုမေးကိုဘာဖြေပြီးစီပြီးရနော်ဒီတော့စိတ်မသေးဆုံးကန်းကြည့်တော့လည်းမသေးဘူးပြီးတော့လက်သား900ကျန်သွားတဲ့အဲ့ဒီခလင်းမွေးထားတဲ့သူကြီးကသွားတောင်းလကားတောင်းလို့များပတ်စံနဲ့ဝဲပြီးကိုလက်ထဲရောက်ရှောက်ပြန်တော့တလောက်အတပြင်းနဲ့ကောတုတ်တန်သွားပြစ်ထားတာကောင်းတယ်ကြည်လင်တာစားသေရောပေါ့သွားပြစ်ဆိုပြီးတော့ကာလီကျုံမောက်ခိုင်ကာလီကျုံမတုတ်တန်ပြစ်ထားတာပေါ့လေတုတ်တန်သွားပြစ်ပြန်တော့လည်းပဲအကုသိုလ်ကံကြောင့်အပြစ်ခံရပေမဲ့ပြစ်စကားကိုဒါကိုစောက်ရောက်ခဲ့တဲ့ကုသိုလ်ကံကြောင့်စိတ်မတကောင်ကဝင်တို့တိုက်နေပြန်ရောခလေးလေးကိုပြစိတ်မတကောင်ဘာလို့တို့တိုက်နေပြန်ရောရမသေးမှတိစိတ်ကြောင်းသားလေးကဟာ
ကြည်စံဘုံကန်ရှိတဲ့ခလေးမွန်းနဲ့တူပါရဲ့စိန်မာကြီးကသူ့တားရင်လို့ချစ်ရှာပြီးတော့လို့တောင်တိုက်ငါနဲ့ထိုက်လို့ရတဲ့သားငါသားပေါ့အဖေတွေဘယ်နှယောက်တော့ရှိနေမလဲမသိပါရစိတ်ကြောင့်သားတဲ့လက်ထံရောက်တယ်လို့တီးရောတခါသွားပြီးတော့ဒီတိုင်းသွားတောင်းတာပေါ့တောင်းလို့မြငွေအားနဲ့ဝယ်ငွေနဲ့ဝယ်ပြီးသူ့လက်ထဲရောက်ကဲတဲ့တလောက်အသက်ပြင်းတဲ့ကောင်ဒီတခါပြန်နေလားမရှိအောင်လွှတ်ရတခိုးတပုံဓမြတွေကိုအပြည့်စီရင်နဲ့တောင်ပေါ်ကနေပြချတဲ့၆ကဘာကြီးလက်ကျိုးတုပ်ပြီးတော့နောက်ပြန်ပြချတာပေါ့အောက်ပြုတ်ကြရင်တောင်စုံးနေတဲ့ထိပြီးတော့သူကဒဇတူကွယ်ပြီးတယ်အဲ့ဒီတောင်ပေါ်ကနေခလေးသွားပြီးပြစ်ခိုင်းကာလီကျမလည်းအဲ့ဒီတောင်ပေါ်ခလေးပြစ်ချလိုက်နောက်အတိတ်ကကိုတာကိုပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်အပြစ်ချခံရပေမဲ့ပြစ်စကဘုရားကိုအန်ဒီမဖြစ်အောင်စောင့်ရှောက်ခဲ့တဲ့ကုသိုလ်ကံကပြန်လိုက်လာပြန်တော့လဲပဲကျောက်ကဘာကြီးကပြစ်ချလိုက်ပေမဲ့အောက်ကဘယ်လိုခေါ်မလဲအဲ့ဒါဝါချေရနေပေါ့တောင်းနေရမှာတွေ့ကပ်ပြီးပေါက်နေတဲ့ဝါကွမ်းပေါ်အဲ့ဒီပေါ်ဖာချဝါတွေနဲ့အတူရောနေတဲ့ဝါကွမ်းပေါ်အဲ့ဒီပေါ်သွားကြတော့မသေးပြန်ဘူးအဲ့ဒီမှာဝါခုတ်တဲ့သူတွေကလည်းပဲဝါးရီလာခုတ်ရင်ခလေးအတန်ကြတော့သွားကြည့်တာပေါ့ခလေးလေးတွေ့တော့မွေးကြလိုက်ပြန်ရောကဲဘယ်နှကြိမ်ရှိပြီ၅ကြိမ်မှတ်အောင်မှတ်မိလားအိမ်ပေါင်းနဲ့ခါကုတ်ဖြစ်သွားကြမသိဘူးပထမတခါဘယ်မှာဆုံးပြမိုက်ပုံသိရလားမသိဒုတိယတခါဟမ်နှစ်ချံဝသိရလားသိတကြီးရတခါကြတော့လေတာ900သိရလားစရုပ်ရတခါကြတော့သုတ်တံသိရလားဖိစမတခါကြတော့သိရလားအေးကြားတယ်ကြွားရမရတယ်ကြွားရောချကဲထားပါတော့အဲ့ဒီချိန်မှာတထေးကြီးကမသေးမှန်းသိပြန်တော့တော့လာကားကြောင်းလို့မြန်ငွေနဲ့ဝဲဟိုမှာတတ်ချင်တာနဲ့ပဲနော်ပတ်စံနေအကုန်ခံပြီးတော့လိုက်ပြီးတော့ဝဲနေတာပဲကုသိုလ်လုပ်ခိုင်းနိုင်ကြတော့မနိုင်ကြဘူးနော်အတော့ကွာချားနေကဲအဲ့ဒီလိုနဲ့ခလေးကတိုက်ရင်နဲ့ခလေးကတဖြည်းဖြည်းကြီးလာကဲကျင်းတော့မသေးလို့မဖြစ်ဘူးတရားတော့ကြံမှာရလေလေးနှစ်ချောင်းနဲ့သားရွယ်လေးပေါ့ဥမမဲစားမမြောက်ပေါ့အဲ့ဒီရွယ်လေးရောက်လာတော့စဉ်းစားကြည့်နော်သူ့တရေကတော့မွေးတဲ့ခလေးကအငယ်သူကအကြီးစဉ်းစားနော်ဟိုကအငယ်သူကအကြီးဒီတော့ဒင်းတော့မသေးလို့မဖြစ်ဘူးဒင်းမသေးတဲ့မြငါမအေးဘူးဒီတော့အိုးရင်းတဲ့ကြီးအိုးဖုတ်ကနေကြရင်အဲ့ဒီအိုးတဲ့ရှယ်ရောဖုတ်ပြီးမိတိုက်သေးရောပေါ့ဒီတော့နာမည်လေးကလည်းမဲ့ထားလိုက်တာဂေါတကာတဲ့ကြာဒီခလေးနာမည်ကဘာတူလဲဂေါတကဆိုတော့တာယေဂေါတက
နာပေါင်းကဟုတ်ကဲ့အဖေသူကအာကြီးလို့သူ့သားကိုအိုရင်းတဲ့ကြီးမပို့မိအိုရင်းတဲ့ကြီးရင်သွားတာပေါ့လေအိုရင်းတဲ့ကြီးခမကိုကျုပ်တခုပြောကြရရှိတယ်ကျုပ်စီမှာအယမ်းမရိုင်းတဲ့သားတယောက်ရှိအာကြီးသားကိုခမလေအိုးတဲ့ကိုရောဖုတ်ပြီးမိတိုက်လိုက်ပါလားမိတိုက်ပြီးတလိုက်ကျုပ်မတရေပါဘူးဗျာမလုပ်ရဲပါဘူးဒီလိုလည်းမလုပ်နဲ့ကျုပ်အစပြပေးမယ်မလုပ်ခင်အရင်စပြပေးတယ်ခမရလှုပ်လို့အောင်မြင်သွားပြီကျနောက်တစ်ခါထပ်ပေးအောင်မယ်ကျုပ်အဲ့ဒီလိုမာထားခဲ့အင်းရောက်တော့သူ့သားခေါ်တကောက်ခေါ်တာပေါ့သူ့သားအရင်မဟုတ်ဘူးမွေးကြတာလားတာရဲ့ခေါ်တကလာလာနော်အိုရင်းတဲ့ကြီးသွားအဖေမနေ့ကလောက်ခိုင်းတဲ့အလုပ်လေးလုပ်ပေးပါအောင်လို့ပြောပြီးတော့အဲ့ဒီအိုရင်းတဲ့ကြီးအဲ့ဒီလိုသွားပြောဟုတ်ကဲ့ဆိုပြီးသွားတော့လမ်းတစ်ခုတည်းရောက်တော့သူ့ရဲ့ညီပေါ့လေတရေကတော်ကြီးရဲ့သားပေါ့လေသူနဲ့ဆိုညီတော်တာပေါ့အကိုကြီးပဲသားမို့လို့ငါဖေခိုင်းကြကြီးလို့ငါကိစ္စလေးတွားရရှိနေပါအောင်ကိုကြီးရဲ့ဒီမှာကြောက်ကုန်ရင်းထိုးတာရှုံးနေတယ်အဲ့ဒါကိုကြီးဝိုင်းကူပြီးထိုးပေးကြမှာမဖြစ်ဘူးဖခင်ခိုင်းနေကြီးငါတွားရအောင်မယ်ခေါ်တကကုန်ရင်းထိုးတာကြွားနေဒီလိုလည်းမလုပ်ပါနဲ့ကိုကြီးရဲ့ဖခင်ခိုင်းတဲ့နေရာကျွန်တော်တွားလိုက်ပါမယ်အကိုကြီးကျုပ်ရှုံးလာတာလေးနိုင်အောင်လုပ်ပေးပါနိုင်လုပ်ပေးပါဆိုတော့ခေါ်တကကုန်ရင်းထိုးတယ်တာရင်ကဘယ်ကိုသွားလဲအိုရင်းကြီးသွားတော့အဖေမနေ့ကလောက်ခိုင်းတဲ့အလုပ်လေးလုပ်ပေးပါအောင်လို့လည်းပြောလိုက်ရောခလေးတကားရဲ့အိုးတဲ့ထည့်ပြီးမီးဖုတ်ပြီးမီးကြိုက်တာသေးရောသေတော့ခေါ်တကားကညီလေးပြန်လာမှစောင်းရင်းနဲ့အိမ်ပြန်မလာတော့အိုးထိန်တဲ့ကြီးသွားမရှိတော့အိမ်ပြန်လာအိမ်ပြန်ရောက်တော့ဟဲ့ကောင်မင်းငါခိုင်းတဲ့နေရာကြီးမသွားဘူးလားဖေရဲ့တဲ့ကျွန်တော်သွားတယ်တဲ့ဒါပေမဲ့ညီလေးကလမ်းမှာသူကုန်ရင်းတို့တာရှုံးနေလို့ကျွန်တော်ကအဖေခိုင်းတဲ့ဒီသွားရမယ်လို့ပြောတော့ညီလေးကအကိုကြီးရဲ့တဲ့အဖေခိုင်းတဲ့ကြီးဖခင်ခိုင်းတဲ့ကြီးကျွန်တော်သွားလိုက်ပါမယ်အကိုကြီးကုန်ရင်းတို့ကစားပေးပါပြောလို့ညီလေးပြန်မရောက်သေးဘူးလားဟင်အမလေးကိုကျွန်းနေပါဖြစ်လားတာရဲ့လူကလေးအဖေဘာဖြစ်တာတော့ဘာပြီမဟုတ်ပါဘူးအဖေမျက်ရည်ဝဲတော့ဘာဖြစ်မျက်ရည်ဝဲပဲဘာဖြစ်ဘာမဖြစ်ဘူးဆိုပြီးအိုထင်းကြီးတာပြေအမလေးအိုထင်းကြီးခဏဆိုင်တော်မူပါအောင်ဆိုင်လိုက်ပါအောင်တဟဲကြီးဘာဖြစ်လို့တော့နေပါအောင်အိုထင်းကြီးခလေးရောမေးမနေရတော့လေခမရပြောလို့ကိစ္စပြီးပြီအမလေးကိုကျွန်းနေပါဖြစ်လားတာရဲ့လူကလေးနော်လူကြီးဆိုတာဒီကြားထဲမှာပြောချင်သေးတာအားနဲ့တူတော့ဆိုတော့ကိုထက်ဘုံကကြီးတဲ့သူကိုသွားပြီးတော့ကိုထက်နိုင်ကြတဲ့ပုဂ္ဂိုလ်ပြစ်မှားတာနဲ့ကိုထက်ဘုံကကြီးတဲ့သူပြစ်မှားတာမတူကိုထက်နိုင်ကြတဲ့ပုဂ္ဂိုလ်ပြစ်မှားတာကြတော့ဟိုပါလေဝါကွမ်းလေးကိုခေါင်းနဲ့စောင်းတယ်လို့နားရလားမနာဘူးကိုထက်ကန္တာကြီးတဲ့ပုဂ္ဂိုလ်သွားပြစ်မှားရင်ကြောက်တုံးကြီးကိုခေါင်းနဲ့သွားစောင်းတယ်လို့ဟိုမှာကြည့်သူသေးသေးချင်းနာကသူ့ရဲ့မွေးသားသေသွားတာဘာလို့လဲတာအရင်သေသွားတော့
အတော်လေးယောဂဝေဒနာခံစားလာရဘယ်ပါဖြစ်လားယောဂဝေဒနာခံစားလာရတော့ကဲကျင်းတော့မသေးလို့မဖြစ်ဘူးကျင်းမသေးသမျှငါမအေးဘူးအဲ့နဲ့ဗျာကိုတားရင်ကတည်ပြီးတော့ဒင်းကိုတော့ငါတထဲမဖြစ်လို့ဘူးဒင်းကနှက်ခမ်းနဲ့မွေးလာတဲ့ကောင်ငါလည်းကိုယ်တိုင်မတည်ရဘူးဒီတခါတော့ဒင်းသေရမယ်ဆိုပြီးတော့သူကလေးနဲ့တူထားပြန်တော့လည်းပဲခလေးစားလည်းမသိပေးသူသားရင်သာစားတင်ပေးခလေးရစားတလုံးမမတက်ဘယ်တမ်းလဲငွေသားသားဆိုတော့စားပဲတင်ပေးလိုက်နော်အဲ့ဒီလိုနဲ့တာရေခေါ်တကလာအောင်ကွဟုတ်ကဲ့ဖေးရှော့တာဒီစားလေးယူသွားစားလေးဟိုမှာအမှားပြောခဲ့ပြီဒီကောင်လာရင်တတ်လိုက်တော့ဆိုတဲ့စာချက်ပြလိုက်တာ तू မသိဘူးစာမမတတ်တာကိုတချို့ကကိုရဲတဲ့စာမကိုသိတယ်သူများရဲတဲ့စာမသိဖိုးကျူတော်စာဖိုးကျူတော်မသိတယ်ပြောဘာကြည့်စာဘာကြည့်မသိခိုးတော့ဘာလဲဖိုးကျူတော်လားကိုမဖိုးကျူတော်မို့တာဘယ်ဖိုးကျူတော်စာသိလိမ့်မြင်လားရှိတော့ကကျောင်းလေးကျောင်းမှာဖိုးကျူတော်နှစ်ပါးဖိုးကျူတော်တစ်ပါးကကိုရင်ကျောင်းသားတွေကြီးကပိုတဲ့ထမရောက်တွေလန်းလန်းပြီးတော့ရောင်းစားတနေ့ကျတော့အဲ့ဒီဖိုးကျူတော်ယောဂသက်တံဖြစ်ယောဂသက်တံဖြစ်တော့ဟိုဖိုးကျူတော်ကသူဆွေမျိုးတွေတော့ကြီးဒီကောင်သေးတော့မှာအခေါ်ခိုင်းရင်လည်းပဲအဲ့ဒီယောဂသက်တံဖြစ်တဲ့ဖိုးကျူတော်သေရောသေတော့ရှောက်ရှာလိုက်တော့ငွေ30နဲ့စာရွက်တရွက်တွေ့စာရွက်တဲ့ဘုန်းကြီးတွေဖတ်ကြည့်လိုက်တော့ထတော်ရာစာတုံတတ်တာမူနီတုတ်တာတရေရာဘုန်းကြီးတွေစာကြံကြထတော်ထတော်ပါဠိမဟုတ်အနတ်မဟုတ်နဲ့ထတော်ရာစာတုံတတ်တာမူနီတုတ်တာတရေရာထတော်ဘုန်းကြီးတွေကောင်းကြီးဆိုင်ပြန်လာပြီဟိုဘိုးကျူတော့အရှင်ပြတယ်ဘာတော့ဗျအာဟာမင်းတို့ချင်းတော့တည်ချင်းဒီမှာဘောဒီမှာစားရေးထားတာဘာတွေမှလည်းမသိဘူးပေးစားပါဗျကြည့်လိုက်ထတော်ရာစာတုံတတ်တာမူနီတုတ်တာတရေဟာဒါသေးလားလာပဲဗျအေးမင်းတို့ချင်းတော့သိမအောင်အေးပြောကြမအောင်ကွာသေတန်းစားတယ်ဘယ်လိုလဲကွာမှားလားပါဗျာတဲ့ထတော်ရာစာတုံတတ်တာမူနီတုတ်တာတရေရထတော့ထပဲဖတ်ပါဗျာတဲ့ထက်ချင်လို့အေးကောင်းပြီတော့ချမ်းပြစ်ခဲ့ဗျာသူ့ကြော်ပြီးရာစာသွားလိုက်ပဲဒါတရားဂတိကနီးအမနဲ့နေဟာရာစာဆိုတာမင်းဗျာခုနကထနဲ့မင်းနဲ့ပေါင်းထမင်းဗျာအမှန်ဆိုးဘူးဟာခုနတော့ပြန်ကောက်လိုက်ဗျာတော့ဆိုတာ6ချောင်းနဲ့ကျွ6ဗျာထားနဲ့မင်းနဲ့6နဲ့ပေါင်းတော့ထမင်းကြောက်ဗျာအမနေဟာတုံတတ်တာဗျာတုံတတ်တာဆိုတာ6ချောင်းနဲ့ဟာငွေ30ပါဗျာခုနကအရှင်ပြားလေးပြတယ်အဲ့ဒီ10ချောင်းကအဲ့ဒါငွေ30ပါဗျာထမင်းကြောက်ရရတဲ့ငွေ30ပါဗျာအမဆိုးဘူးဟာထားတော့ရတာတုံတတ်တာထမင်းကြောက်လိုက်ရတဲ့ငွေ30ပါဗျာနောက်မူနီဗျာမူနီယာသူ့နမမီနူဗျာအမလေးနေဟာနောက်သူ့နောက်ကမူနီရဲ့နောက်ကတုတ်တာဗျာတုတ်တာဆိုတာသူ့နမမီနူရဲ့ယောက်ျားတာတော့ဗျာတကြီးရကပေးလိုက်ပါတဲ့ဗျာတပီတော်ဒီစားတွေကိုတိတိပြပြတိတိကျကျပြောတာတိတိပြပြတော့ခဲ့တယ်တိတိကျကျအနတ်မြန်မာပြန်ဆိုမဲ့ဆိုရင်ထတော်ရာကြတုံတတ်တာမူနီတုတ်တာတရေရကြီးအနတ်မြန်မာပြန်ဆိုလိုက်တော့
ထမင်းကြောင့်လှမ်းရတဲ့ငွေ30ကိုသူ့နှမမိတို့ရဲ့ယောက်ျားတာတော့လက်တော့အပ်လိုက်ကြပါလေဖေဟာတိုင်အစင်းကိုပြေးသွားတယ်ဒါကြောင့်ဖိုးကျူတဲ့စာဖိုးကျူတော့မှသိကြချိုးကြတော့လည်းပဲကိုရေးတဲ့စာကိုမသိမှတော့စာမတက်လို့ပဲဖြစ်ပြီပေါ့ဟိုတွေဘာတို့ဖုန်းကြီးတွေလည်းစာတက်တာဖိုးကျူတဲ့နဲ့ကြတော့တခြားကြီးဖြစ်သွားတာသူစာကလေးထုတ်ပေးပြီးတော့လားမင်းအမှုလို့ယောက်ျားချံသွားမင်းသမင်းစားတာအဲ့ဒီရွာငယ်ကတသေးအိမ်မှာမင်းသမင်းစားအမှုလို့ယောက်ျားချံသွားပြီးတော့ဒီစာပေးလိုက်ဘသူမှမပြနဲ့ဆိုပြီးတော့လွတ်လိုက်တဲ့အဲ့ဒီခေါ်တဲ့ကတည်းကအဲ့ဒီအမှုလို့ယောက်ျားချံအရင်မသွားဖြစ်ဘူးရွာငါတသေးအိမ်ရင်သွားသမင်းသွားစားကိုတံပြီးတသေးကြီးရဲ့သားလို့လည်းသိရောဟာဒုမိတ်ဆွေကြီးရဲ့သားပဲဟဲ့ကျမလာသားခြေောက်ရေးစေးပြီသမင်းကျွေးအဲ့ဒီလိုလုံးနေတော့အဲ့ဒီရွာငါတသေးသမီးတွေကကျုံမသူ့စီရောမလာတော့ဟဲ့နေပေါင်းနေအပြင်းမဲ့ဘာလို့အကြိုက်နေတာမမကလည်းအကြာကြီးနေဆိုကိုတံပြီးတသေးကြီးရဲ့သားရောက်နေတယ်အမေမမရဲ့ကြည်စမ်းမအောင်လောကသူ့လောက်ရတဲ့သူမတွေ့ဘူးပါဘူးဟဲ့လှတယ်လို့ပါဇက်ကတင်ပြောနော်မမဘာပြောတာဘာပြောတာမပြောနဲ့ဟိုကတသေးသားနော်ညီကငါအိမ်မှာအစေခံမနော်လှတယ်လို့ပါဇက်ကတာပြောငါကြည့်ဦးမကြည့်ရသေးဘူးစိတ်ကများမဖောက်ပြလိုက်နေနဲ့အမလေးမမရဲ့အဲ့ဒီလိုတော့မကြမ်းရဘူးကလာကြည့်စမ်းမမရဲ့ခေါ်ပြီးတော့ကြည့်စမ်းအားရအောင်ကြည့်တော့ဟိုကအိမ်နေတော့မျက်နှာလေးလည်းမြင်လိုက်ရောအမလေးမျက်နှာမြင်ချစ်ခင်ပါတယ်ဆိုတော့စုနဲ့လည်းပြေဆုံးလိုက်တာသူကြည့်ရတာတထေးသားနဲ့လည်းမတူဘူးဆင်းရဲသားလေးကြာလို့ပစုံနဲ့အထုံးကြီးထုတ်ပေးလိုက်တာမုံဘိုးကြီးနဲ့တူပါရဲ့ပစိုးတဲ့ထုတ်ပေးလိုက်တာကစာမှမသိအဲ့ဒါနဲ့ဖွင့်ကြည့်လိုက်ပစိုးလေးဖွင့်ကြည့်လိုက်စာလေးဖတ်ကြည့်လိုက်တော့ဟောကိုတံမီတထေးကြီးရဲ့သားရင်မဟုတ်ပါလားငွေစားတာကိုသူခမသူ့ကိုတေးချောင်းကြံလို့ကြံမှမသိစာလဲတက်မဲ့ပုံမကြပါဘူးဟဲ့လေဘယ်တက်မလဲငွေစားတာဆိုတော့ကြည်စမ်းဘုံကန်ရှိတဲ့ယောက်ျားမို့တူပါရဲ့အခုဒီစာငါပြန်ရေးမှတော်တော့မယ်ထင်တယ်ဘိုးတို့ဘဝတို့စာကိုပြန်ရေးတာနော်ပြင်ရေးတာတာနေသူကတာနေပြီညောင်းနေသူကညောင်းနေပြီပြန်နေသူကပြန်နေနေပြီအဲ့ဒီသူကအိတ်ချင်းနေပြီတော့ကြတန်ခါရတနာနှိမ့်ဆက်တယ်ဖြစ်အောင်ဟာမလေးတညာလုံးထိုင်ဆောင်နေရတာနောက်ခုဒီတရားမပြီးသေးဘူးညောင်းရလဲညောင်းနေပြီအဲ့ရလဲအိတ်ချင်းနေပြီတော့ကြတန်ခါရတနာနှိမ့်ဆက်တယ်ထင်ပါဆိုလို့ရှေ့တော့ကဘုန်းကြီးတစ်ပါးရှိအဲ့ဒီဘုန်းကြီးကတရားအတော်ဟောခြင်းသူဟောရင်လည်းတနိုင်နှစ်နိုင်နဲ့မပြီးဘူးတရားဟောရင်တအားအရှိန်တက်တယ်တရားတအားရှိဒီတော့သူ့အကြောင်းသိတဲ့အတွက်ရွာတကားမတွေကလည်းမလာဘူးတရားဟောမဲ့သူကမရှိဘူးဟောတရားနာမဲ့သူကမရှိဘူးမရှိတော့ဒီနေ့ကနိုင်ကြတော့တခြားရွာထညက်ရောင်းတဲ့သားဖောက်နွားလဲလေးနဲ့အဲ့ဒီရွာကိုလာ
ရာတော့ရွာထဲရောက်တော့တားရဲ့အဖေရွာထဲထညမရောက်မီဒီရွာဦးเจ้าကဆရာကိုသွားပြီးတော့ထညလေးလှူလိုက်အောင်မယ်ဆိုပြီးတော့တားကိုနွားလေးပေါ်ထားခဲ့ပြီးထညလေးသွားလှူဘုန်းကြီးကလည်းဝမ်းသာနေတရားဟောရတယ်လို့ဆိုပြီးတော့ပြောဘုန်းကြီးပါပြန်ဘာပြရမှာမို့လို့အဲ့ရတာနဲ့ထညလေးလှူပြီးရောဘုန်းကြီးကတဲ့တကားတော့ထညလှူတဲ့အတွက်ဘုန်းကြီးထညအနုမောဒနာတရားဟောမယ်ပြောဘာအနုမောဒနာထညအနုမောဒနာနော်တကားလေအဲ့ဘောလေးထညအနုမောဒနာဆိုတော့ထံကုန်5မိနစ်ပေါ့ဒီလောက်ပဲချင်တာပေါ့ပြအာနာပါနာနဲ့ထိုင်ပြီးတော့တရားနာလိုက်နေကြီး7နာရီဟောတာနေ့လေ2နာရီကြည့်ဘူးမပြီးသေးဘူးတရားဇာနေကြီး2နာရီနေ့လေဘယ်နာရီထိုးပြီးပြီလားတရားပြီးသေးဘူးအောက်ကနွားတွေလည်းယုံနေပြီအဖေမြန်ပြန်လာတော့ဒီမှာနွားတွေယုံနေပြီဘာလို့နေတာတော့အဖေကပြန်ပြောတယ်တားရဲ့အဖေတိုင်းနဲ့အဖေကန်ရှိပါလေတော့သူတယောက်တည်းလေထားပြန်လို့လည်းမကောင်းရ3နာရီလည်းမပြီး4နာရီလည်းမပြီးဒီဖုန်းကြီးကြည့်ရတာပြီးမဲ့ပုံမပေါ်ဘူးဖုန်းကြီးရတဲ့ရက်တောင်ကွယ်ပြီးဟောနေတာဟုတ်ရအခွင့်ကောင်းယူမယ်ပေါ့ဒီတိုင်းထိုင်နေတော့ပြီးမှာမို့ငါးပါးငါလစ်မှာပဲတော်တော့မယ်ရောတော့ကြနေနောက်ဆုံးလိုက်တော့ကြနေနောက်ဆုံးလိုက်နောက်ဆုံးနဲ့တကားဝရောက်သွားတယ်ဖုန်းကြီးကလည်းပါတယ်ဒီလားရက်တောင်အပေါက်ကနေချောင်းကြည့်ဘာပြောတယ်မအေးမင်းနောက်ဆုံးရင်ငါရှေ့တုံးမှာပေါ့ကွာတကားနောက်ဆုံးဘုန်းကြီးကရှေ့တုံးနောက်တော့တကားထွက်ပြေးဘုန်းကြီးကနောက်ကလိုက်ကန်ဆိုးကျင်တော့အဲ့ဒီကျောင်းထဲမှာရေတွင်းပြက်ကြီးတစ်ခုရှိရွှေတွင်းပြက်ကြီးကလည်းအကာတွေမရှိအဲ့ဒီတကားပြုတ်ကျသွားတော့ဘုန်းကြီးကရေခမ်းနဲ့ဖြစ်တယ်ရေတွင်းနှခမ်းပေါ်ကနေထိုင်ပြီးတော့အေးဒါမှငါအခွင့်ရေးကွာမင်းပြေးလို့မလွတ်တော့ဘူးဆယ်မလားအောင်မိတာမဆယ်ဘူးတရားမပြီးသေးလို့စဟောနေပြပါလုံးအဲ့ဒီချိန်မှာတကားအော်ပြီဟောင်းလေဗျာယရနာနှစ်ပါးကဲတော်မူပါယရနာနှစ်ပါးကဲတော်မူပါဟဲ့တကားယရနာ3ပါးရှိတာဘယ်နဲ့တပါးပြောက်မှန်လားဗျာတာငါယရနာနှိမ့်ဆက်နေလို့ပါဗျာပြပါနှိမ့်ဆက်နေလို့ခုလေတာငါယရနာနှိမ့်ဆက်တဲ့ဖြစ်မှာဆိုလို့ခတ်တော့ပေါ်လေအဲ့ဒီတတိယသမီးလေးကစာအုပ်ပြန်ရေးတယ်ဟောဒီလာတဲ့ငါဤကောတာမီပြီးရဲ့ငါရဲ့သားကြီးအလွန်လိမ့်ပါရဲ့ဒါကြောင့်မို့ရွှာငံကတတိယသမီးလေးနဲ့ငါရဲ့သားကိုပေးစားလိုက်ပါတဲ့လက်ချပေးလိုက်ပါဆိုပြီးတော့လက်ချတီတီကိုရေးပလိုက်ဒီတော့အဲ့ဒီပစိုးတဲ့ပြထုတ်ပေးလိုက်တာပေါ့တထေးသားလည်းပစိုးချင်းတွေထုတ်သွားပြီးတော့အဲ့ဒီတထေးကြီးသွားပို့တော့ဟာသူ့အာကိုရကြီးနဲ့သူ့သမီးနဲ့လက်ဆက်စီရှင်တို့ဒီလိုမျိုးပို့လိုက်တာပဲဆိုပြီးသူ့သမီးနဲ့တခါတည်းမင်္ဂလာဆောင်ပေးလိုက်ကဲမသေးတဲ့အပြင်ဘာနဲ့ရသွားတထေးသမီးနဲ့ရသွားတန်ကောက်လိုက်တာနော်အဲ့ဒီလိုတရေသမီးတွေရတယ်လို့လည်းသိရောစုံလန်းစုံကမသေးတဲ့အပြင်တရေသမီးနဲ့ရတယ်ဆိုတာလည်းသိရောကြည်စမ်းငါဘလောက်ပဲသတ်တာသူမသေးပါလားရနောက်ဆုံးပေါ်လေယောဂဝေဒနာလည်းပြင်းပြင်းထန်ထန်ဖြစ်နေပြီတာရဲ့ဂေါတကအဖေကြီးပြလာပါအောင်အဖေနေမကောင်းဘူးကွအဲ့ဒီလိုမှာတော့သူမိမတိတယ်လေဒီတရေရသူ့ယောက်ျားတရားကြံနေမှတိတယ်ဒီတော့မောင်ရဲ့မသွားပါနဲ့
မတော်လို့မဖြစ်ဘူးနှမရဲ့ကိုယ့်ရဲ့ဖခင်နဲ့ဖြစ်သူ့ဒီကြောင့်ညာလို့ကြံမို့လားမသိရသွားတော့ကိုရောက်တော့အာဒီတထေးကြီးอ่ะပေါ့လေသူ့ဥစ္စာတွေကိုမပေးဘူးဆိုတဲ့အကြောင်းကျမရဲ့မကောင်းတဲ့တိုင်းပေါ့လေမင်းကိုငါဥစ္စာတွေမအာဒီလိုလဲပြောရတထေးသမီးလေးကရှင်မဖိပေးလိုက်ရှင်မဖိလိုက်တော့မပေးတာနေပေးတယ်ဖြစ်သွားတယ်မင်းငါဥစ္စာတွေပေးမယ်အာဒီလိုလဲပြောတထေးသမီးလေးကရှင်မဖိအမလေးဖေးရဲ့ကိုယ့်ရဲ့သားလေးပေါ်ကျွန်တော်တော့ချိရှာတာလားဆိုပြီးဖိလိုက်တာတခါတော့သိရောပြပါသေသွားတော့ကိုတံပြီးတထေးကြီးလဲသေရောတထေးရာမဆက်ကန်ချလို့ခေါ်တကဒီအဲ့ဒီနေရာမှာပဲနော်ခေါ်တကတထေးကြီးလို့အမည်တွင်လာခဲ့အဲ့တော့သူ့မိမပြုံးတော့နင်ဘာလို့ပြုံးတာလဲနင်ပြုံးတာအဓိပ္ပာယ်ရှိဒီတော့သူ့အဖေကသူ့ကိုတေချောင်းကြံတဲ့အကြောင်းပြောပြတော့မယုံသူ့ဖေကသူ့ကိုဒီလောက်ချစ်တာပေါ့အဲ့ဒါနဲ့ကာလီကျုံမအောင်မေးခိုင်းတော့သူတောင်ဝေးကရအော်တဲ့တကယ်တော့ငါဘဝဟာအန်ဒီရီကြားတဲ့ကနေကြီးပြင်းလာခဲ့ရဒါပေမဲ့ငါ့ကိုကုသိုလ်ကံကငါ့ကိုကာကွယ်ပေးတဲ့အတွက်အခုလိုမျိုးတတိဖြစ်အောင်ကြီးကိုကာကွယ်ပေးခဲ့ဒါကြောင့်ထိုးရဘဝတွေလည်းပဲကုသိုလ်ကောင်းမှုကကိုယ်ပဲဘဝပဲရောက်မကောင်းတဲ့အပေလေးဘုံမဲရောက်အမောတရိတ်ချံဘုံမဲရောက်ကိုကုသိုလ်ကောင်းမှုကလိုက်ပြီးတော့အကျိုးပေးဒါကြောင့်ကောင်းမှုကုသိုလ်ဆိုတဲ့မိတ်ဆွေကိုပေါင်းဖို့မလိုဘူးလားတို့တယ်အကုသိုလ်ကံကကိုမကောင်းတဲ့ကျိုးတွေပေးတယ်ကုသိုလ်ကံကကိုကောင်းတဲ့ကျိုးတွေပေးတယ်ဒါကြလမ်းပြချုံးကြပါစို့ခေါ်တကတထေးကိုဘယ်နှကြိမ်ဆုံးပြစ်မေးတော့လည်းမသိ6ကကြီး9ကြိမ်ဆုံးပြစ်တယ်နောက်ပထမတစ်ကြိမ်ဘယ်မှာဆုံးပြစ်လဲအမိုက်ဘုံဒုတိယတစ်ကြိမ်ငချံဝတတိယတစ်ကြိမ်လေတာ900သတ္တရတစ်ကြိမ်သုတ်တာပြစ္ဆမတစ်ကြိမ်6ကပါနောက်6ကြိမ်မြောက်ပေါ့လေ6ကြိမ်မြောက်ကဘယ်ကိုလွတ်အိုးရင်းတယ်9ကြိမ်မြောက်ကတောရွာကိုလွတ်ခေါင်းမေးပြီးဖြေတာပဲကောင်းပါလေနော်ဒါကြောင့်အဲ့ဒီလို9ကြိမ်တိုင်းစွန့်ပြစ်ပါတော့လေအတိတ်ကကိုယ့်ရဲ့သားကိုပြစ်ခဲ့တဲ့အကုသိုလ်ကည9ကြိမ်တိုင်းစွန့်ပြစ်ခံရပေမဲ့ပြစ်စေကဘုရားကိုခွေးဘဝနဲ့စောက်ရောက်ခဲ့တဲ့အကုသိုလ်ကံကြောင့်အကုတော်ဖြစ်တယ်ကုသိုလ်ကံကြောင့်9ကြိမ်တိုင်းစွန့်ပြစ်ပါတော့လေတည်ရလားမတည်ဘူးဒါကြောင့်မို့တရားကောင်းကြီးနာမည်ကပါတယ်အရေးပမာကာနာပြားတဲ့ဒါကြောင့်ကုသိုလ်ကောင်းမှုတွေမိမိတို့တဏ္ဍာလောက်ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေတဏ္ဍာလောက်ကြိုးစားပွားများအားထုတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုဆိုတဲ့အာဒီလိုကြိုးစားပွားများအားထုတ်မှသာကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကကိုဘယ်ဘဝပဲရောက်ကိုလိုက်ပြီးတော့အချိုးပေးတယ်ကောင်းတဲ့ကြိုးပေးတယ်လိုက်ပြီးတော့ကာကွယ်ပေးတယ်ဒါကြောင့်မကောင်းတဲ့အကုသိုလ်မှန်သမျှရှောင်ဖို့ဝေးကရှောင်ဖို့မလိုဘူးလားဘာဖြစ်လို့ရှောင်နိုင်တာလဲမကောင်းတဲ့ကြိုးပေးလို့ကိုအန်ရဖြစ်စေတဲ့အတွက်ရှောင်ခိုင်းတာကုသိုလ်ကောင်းမှုတွေကိုဘာလို့လုပ်ခိုင်းတာလဲကိုကောင်းကြိုးပေးစီအတွက်လုပ်ခိုင်းတာအဲကြောင့်ကိုဒီကနေ့နော်ထိုင်နိုင်ရောက်
ရွှေမြန်မာတိုင်းရင်းသားတို့ချင်းရေကုန်မောင်နှမခொနည်းသားသမီးများမှာစူပေါင်းဆင်းရဲခြင်းပါအပ်သောညာသူဓမ္မသဘင်တရားပွဲမှာဒီကနေ့ညာဟောကြားအပ်သောပါတယ်အရေးပါမှာခဏပြပါတယ်အရေးပါမှာခဏပြတဲ့နောက်ကိုရဲ့ကိုလှုပ်တဲ့ကုသိုလ်အကုသိုလ်ကံကကိုနောက်ကိုအရေးပါမှာလိုက်တယ်ကျန်တဲ့ဇီဝဥဒ္ဒါတွေစင်မြင့်ကျွမ်းသွားတွေကိုရင်တိုက်တာတွေကိုနောက်ကိုလိုက်ရလားမလိုက်ဘူးဒါကြောင့်မို့အရေးပါမှာခဏပြဆိုတဲ့တရားလေးကိုဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့အလဘိုးတို့ဘဝတို့တော်တော်ကြီးလည်းပဲဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကြောင့်မဝမနာမတရားမဖို့နိဗ္ဗာန်ကိုလင်းမြန်စောစွာရောက်နိုင်ကြပါစေရနိုင်ကြပါစေလို့ဆုတောင်းပြီးခါတာလေးတစ်ပုဒ်ဆိုပြီးတော့အဆုံးသတ်ရအောင်လည်းလောက်ချီပြီးတော့အာယုံပြကြပါခဏလေးပါဘာသာတဘာတော့ဇယံဒုဝဋ္ဌံဒုမင်္ဂလာဒုတင်ဒုဒုက္ခရင်ကမိန်ဘူရင်ဒုသဗ္ဗပါရမိန်ဘာသာတဘာကိုကြီးကိုငါကိုဒေသ၌ပြောကြဆံရတတဝဟုသမျှတို့သည်သုတ်တယံတုအိမ်မယမကောင်းစွာမ၍နှစ်သက်ကြည်သာအိဆာနိုင်ရပါစေကုန်သတည်းသူမင်္ဂလာမင်္ဂလာကျက်တဲ့ရှဝေလံတဖြင့်စံဖွင့်ရကုန်သည်ဖြစ်၍ဟုတ်ထဟန်တုကောင်းစွာမို့တော့အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခတင်ကမိန်အဘေဒုက္ခဒီရောက်ပြီးအကြောင်းမကောင်းကြီးစုသူကျရဲ့မျိုးကိုဒုတင်သူတော်လက်နတရားစဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမေအလောင်းအလျာဖြေကောင်းရသည်သုံးပြဆယ်လေးပါရမီအပေါင်းအကျင့်ကောင်းကိုဘူရင်တုတဆင်ရင်တရင်အောင်မလင်းပုံသေးဖြည့်ခြင်းနိုင်ကြပါစေကုန်သတည်းလား来到，那里不？你。